အားလုံးပဲမင်္ဂလာပါကိုကိုကြီးကျွန်တော်ဆန်လေးကနေထူစာပြန်လည်ကြိုဆိုလိုက်ပါစေနော်တင်ဆက်ပေးနေကြကျမရေးပညာပေးအစီအစဉ်လေးစတင်ဖို့အချိန်လေးရောက်ရှိလို့လာပြန်ပါပြီရှင်ဒီနေ့မှာတော့ဆန်လေးကရှင်တို့အမျိုးသားကြီးများအကြိုက်ဆုံးတဘောအကြဆုံးမိမပုံစံ၃မျိုးကိုကျမရေးရတရားစာပြပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါစီးမျိုးနားထောင်ပေးကြပါအောင်နော်ဗီဒီယိုလေးကိုအစားအဆုံးကြည့်တဲ့ကိုကိုတို့ကိုအပြစ်မတည့်ရဆုံးဖို့အစီအစဉ်လေးရှိပါရဲ့နော်ကျမရဲ့အစီအစဉ်လေးစတင်လိုက်ကြရအောင်လားရှင်နံပါတ်1ကျမရဲ့လေ့ကျင့်ခန်းများကိုအမျိုးစုံအကွက်ဆုံးရတော့မိမပါရရှင်ဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်တက်ခါတည်းလေးဆိုရုပ်ဤတက်ကြပါရဲ့မဟုတ်လားရှင်အထူးသဖြင့်ကျမကြီးလေ့ကျင့်ခန်းကိစ္စမှာရှင်တို့ကအတက်ဆန်းကျင်ကြပါရဲ့နော်ဟိုကားရီချစ်ချစ်ပြီးအတုမြင်အတက်တဲ့တက်ကြပါရဲ့နော်ဟေချိုခံအင်းသာကရင်ဆောင်နေရကဲလေကရက်နေရဒီလိုမျိုးအမျိုးစုံကြိုခုံချင်ကြတာမို့ကျမကြီးလေ့ကျင့်ခန်းပေါင်းစုံရတဲ့မိမဆိုဆွဲလန်းတက်ကြပါရဲ့နော်နေပါနေဖြစ်ချင်တာကိုမရှက်တမ်းတောင်းဆိုတတ်တော်မိမပါရရှင်ကျမရဲ့လေ့ကျင့်ခန်းဆင်းနေတဲ့အခါအပေးယူများတာဖို့ကလည်းအရေးပါပါတယ်နော်ကိုရဲ့တဲလေးကိုဒီလိုအကွက်ချင်းနဲ့လေ့ကျင့်ပေးပါဒီလိုဒရဆက်ပါဒီလိုခဏလေးပါအစာရှိတဲ့ဖြင့်ညှိနှိုင်းတဲ့ခြင်းကကျမရဲ့ကိုပုံမှုထရောက်စေပြီးပို့ပြီးအချစ်ခံရပါစေနော်နံပါတ်3အမျိုးသားစိတ်ဆန္ဒလိုက်လျောတတ်သောမိမအိမ်တော်ရေးမှာပဲဖြစ်ဖြစ်စက်သူနှစ်ဦးချဖြစ်ဖြစ်နားလည်မှုရှိမှုကလည်းအရေးပါတဲ့ရှင်အထူးသဖြင့်ဟိုကိစ္စကြီးမှာအမျိုးသားများအလိုချအလိုက်တည်းမြင်းစီဆိုရင်လည်းရပစံတုတ်ကွေးဆိုလည်းဖြစ်ဘယ်အကွက်နေပြစ်တိုင်းတောင်ဖုတ်ဖုတ်ကြီးဖြစ်နေရင်တော့အမျိုးသားကပုံပုံချက်ကအိမ်တော်ကြီးပို့တာရစီပါတဲ့ရှင်ကဲကိုကိုရေဒီနေ့ဆန်းလေးပြပြခဲ့တာကတော့ကျမကြီးအသိပညာပေးတခုမြတာဖြစ်ပါတယ်နော်နောက်ရဒီမှာလေအခုလိုမျိုးကျမကြီးဆိုင်ရာအသိပညာများကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရင်ချစ်ပါတယ်နော်တတား